တင်ကူပင်းရှယ်လေးရောက်ပြီးဒီစိတ်ကြီးချုပ်ပြီးတော့အယောင်ဗီဒီယိုလေးတင်ပေးမယ်ဗျဟောတော့နှစ်ချောင်းပါမယ်တစ်ချောင်းအစ်စ်ပဲရှိအောင်မယ်ဗျဒီစိတ်ကြီးချုပ်ပြီးဆိုတော့အယောင်ဗီဒီယိုလေးလာပြီဗျYamaha Grand Filano Model 2021ဒီကောင်ပတ်လေရတော့20ထွက်တယ်ဗျခုံတိတ်တော့21 12လထွက်ပါတယ်ဗျရှင်းနောက် order ကြမ်းမယ်ဒီကောင်လေးက hybrid ဖြစ်တယ်နော်တင်းကီလို9000ကျော်လေးဗျရှင်းနောက် order ကြမ်းမယ် engine ဖွင့်လက်လုံးဝမရှိပါဘူးဗျကာဗာအကွဲနာလည်းလုံးဝမရှိပါဗျ ABS ပါမယ်engine အတွင်းခန်းတွေရောတော်တော်တန့်အောင်မယ်ဗျဒီဘိန်းလေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းက38,500ဘတ်ကို short တင်လေးလုပ်ပေးမယ်ဗျစိတ်ဝင်စားတော့3944444356ကိုဆက်သွယ်ပြီးတော့ touch link မှာလာရောက်ကြည့်ရှုဝယ်ယူလို့ရပါတယ်ဗျ